Epson printer မှာ hacking လုပ်ပါမယ်ဆိုမှဖြစ်နေတဲ့ပြဿနာလေးကိုပြောပြမယ် round လို့ပြထားတဲ့ဘက်ကလူဖြစ်နေရေပေါ့နော် maintenance ဘောက်ကမပေါက်ဖြစ်နေရဆိုရင် hacking နဲ့လုပ်လို့မရဘူးနော်စချက်လည်းလုပ်လို့မရဘူးဖြစ်နေဆိုရင်ဒါဆိုရင်ဘယ်လိုဖြေရှင်းလဲပေါ့နော်0အပြင်ကနေပဲတွားလိုက်မယ်မတောက် PC ပေါ့နော် hacking လုပ်မယ် hacking လုပ်မယ်ဆိုရင်တော့ start button လေးကို5 second လောက်ဖိထားလိုက်ပါစက္ကန့်မီနီလေးနေပြီးတော့ run နေတာလေးဟာပြီးသွားပြီဆိုလို့ရှိရင်တော့ hacking တစ်ချိန်ပြီးပြီလို့ယူဆလို့ရပါတယ်နှစ်ချိန်သုံးချိန်ကအဲ့လို hacking လုပ်ပြီးပြီဆိုရင်တော့ noise check လေးကိုထုတ်ကြည့်ကြမယ် noise check လုပ်မယ်ဆိုရင်တော့ပုံမှာပြထားတဲ့အတိုင်း stat နဲ့ power နဲ့ကိုတွဲနေပါမယ်10 second လောက်နေပြီးတော့ဖိထားပြီးတော့မှလွတ်လိုက်ပါမယ်ပါဝါမီလေးမိတ်တုံးနဲ့စက်ကအလုံးလုံးနေတာကိုခဏဆောင်ရပါမယ်စိတ်ရှိဖို့လိုပါမယ်ရှင်စိတ်ရဲ့တတမ်းမော်မူတည်ပြီးတော့မှလည်းအခုလိုမျိုးကြာရပါလေစိတ်ရှိလေးနဲ့ဆောင်းဖို့လိုပါမယ်ရှင်စာရွက်လေးထွက်လာပါပြီ။နောက်ဆက်ချက်ပတ်တန်လေးထွက်လာပါပြီရှင်။